အောင်စင်တွေရှော့ချပြီးတော့စိတ်အေးချမ်းတရားတွေနာယူရင်းနဲ့အေးချမ်းကြပါတယ်ဘလို့နေထိုင်တက်ပါတယ်လေဗျာလေနော်ကိုယ့်ရဲ့စိတ်ကိုအေးချမ်းခြင်းနဲ့ဘလို့နေထိုင်တက်တယ်လေဘောအောင်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်ခုဒီမှာယောဂီမေးတဲ့ထဲမှာပါပြီးတော့တိုင်အောင်စင်တွေကြောင့်လောကကြီးပူလောင်နေတယ်ဆိုတာကလောဘဒေါသတကယ်တော့ဒေါသလည်းတိုင်အောင်စင်တစ်မျိုးပဲတိုင်အောင်စင်က10မျိုးရှိတယ်10ပါးရှိတယ်ဆွဲလန်းနေတာမှန်တယ်မှာတိုင်အောင်စင်ပဲဒေါသကိုဆွဲလန်းနေလေအဲ့ဒါတိုင်အောင်စင်ပဲမာနကိုဆွဲလန်းနေလေဒါလည်းတိုင်အောင်စင်တစ်မျိုးပဲနော်တိုင်အောင်စင်ကလောဘတစ်ခုတည်းမဟုတ်ဘူးဒါဘုန်းကြီးကတော့မြဲလို့ဟောနေတာပါပဲအလုံးစုံသောစင်းဒုက္ခအလုံးတို့ဒီချစ်ချင်းမုန်းချင်းမှာမြစ်ဖျားခံတယ်အချစ်ချင်းမုန်းကြီးတဲ့သူတွေဟာဒုက္ခကြီးမယ်အချစ်နဲ့မုန်းနေတဲ့သူများဒီဒုက္ခနည်းမယ်ချစ်ချင်းမုန်းချင်းလုံးဝမရှိတော့ရင်တော့ဘာဒုက္ခမှမရှိတော့ဘူးတဲ့နော်ဒီအတွက်ဖရာရဟန္တာတွေကတော့ချစ်ချင်းမုန်းချင်းကင်းသွားတဲ့အတွက်ဘာဒုက္ခမှမရှိတော့ဒီအတွက်ဒုက္ခနည်းခြင်းချစ်ချင်းမုန်းချင်းနည်းအောင်နေဟာချစ်ချင်းမုန်းချင်းကနည်းအောင်ဘယ်လိုထပ်လို့ရမလဲဖရာဆိုရင်နော်ဒါအပြစ်မမြင်သေးလို့ပါအပြစ်ကိုမြင်အောင်ကြည့်အပြစ်ကိုမြင်အောင်ကြည့်နော်အပြစ်ကိုမြင်အောင်ကြည့်ဥပမာဒါပစ္စည်းတစ်ခုလောဘရတနာတော်၎င်းကားတော်၎င်းကိုဝယ်မယ်ဟိုပစ္စည်းတစ်ခုသွားဝယ်မယ်ဟာဒါလေးကအရင်လိုချင်တယ်ကောင်းတယ်ကြိုက်တယ်ဈေးကလည်းတက်တာလိုက်တာလို့လိုချင်နေပြီမဲ့သူ့ရဲ့အပြစ်ကိုမတွေ့ကြည့်သေးခင်ကလိုချင်တယ်နောက်တေးကြကြလှက်ပဲကြည့်ကြည့်မှာပဲ့နေတာပွန်းနေတာစသဖြင့်နာနေတာအပြစ်ကိုတွေ့ပြီဆိုရင်တော့ဒီဈေးနဲ့ဒီမှာအနာကြီးပါတယ်ဆိုတော့ဈေးနဲ့မတန်တော့ဘူးဆိုပြီးမလိုချင်တော့ဒီလိုသဘောပါပဲဒါအပြစ်မမြင်ခင်အနှစ်ထင်နေတာအပြစ်မြင်ရင်အနှစ်မရှိတော့ဆိုတာနားလည်သွားလိမ့်မယ်ဒီအတွက်ဒီတန်ဝစင်နဲဖို့ဆိုတာကတန်ဝစင်နဲဖို့အတွက်ကစင်ကြင်ရဘာလုပ်ရမလဲယောဂီများဘာလဲချစ်ချင်းမုန်းချင်းနဲရင်ဒုက္ခနဲမယ်ချစ်ချင်းမုန်းချင်းနဲအောင်ဘယ်လိုလုပ်မလဲအပြစ်မြင်အောင်ကြည့်အရှိအတိုင်းအပြစ်သူ့ရဲ့အပြစ်တွေမြင်အောင်ကြည့်ဒီခန္ဓာကိုယ်ကြီးကိုချစ်တယ်ဒီခန္ဓာကိုယ်ရဲ့အပြစ်တွေမြင်အောင်ကြည့်ဘာမှချစ်ချင်စရာမကောင်းမနဲ့မိုးလေးမျက်နှာတည်းသွားတိုက်သူ့အလုပ်ကြီးပဲအပေါ်ပါသွားအပိုင်းစားတယ်ရေးစားတယ်ပြီးတော့လည်းအပေါ်ပါသွားပြန်ရှာအဖွေရဒီခန္ဓာကိုယ်ကြီးနဲ့တွေ့သမျှအရာတွေညှစ်ပတ်သွားတယ်အတုပါဒီမှာဘုံဘုံဆိုလည်းကိုကြည်တရားဟောမောနှာခေါင်းပိတ်လုံးတော်ရှုပ်တယ်ဒီခန္ဓာကိုယ်နော်ခိုင်းရတာဒီခန္ဓာကိုယ်ဒီတက်ပို့ခိုင်းနေတယ်ခန္ဓာကိုယ်ကခိုင်းတာတွေများဒဏ်ပြီသွားဘုံဘုံကလည်းခိုင်းတာတော်များတယ်ကိုမညာဘူးဒီခန္ဓာကိုယ်ဒါမသေးခင်တိမင်းလက်တမရခင်ခိုင်းတာဒီတက်ပို့ခိုင်းနေသေးတယ်ခန္ဓာကိုယ်ကတိတ်မလိုက်တော့လို့ဒါပေမဲ့ဘောတတ်နေဆုံးခိုင်းတယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးတော်စိတ်ပြက်စရာသူ့အလုပ်ကြီးပဲခုလေဒီမှာဘုံကြွတော့မှသင်္ကန်းလဲရတာပဲချွေးထွက်နေတော့တရားဟုတ်ကနေသင်္ကန်းကောက်လဲဥပမာပြောပြဒါအတုပါကြီးအပုတ်ကောင်ဒီလိုမျိုးတွေနားလဲတော့မှနှာဆေးတယ်ရုံစရာကောင်းတယ်အတုပါကြီးဒီခန္ဓာကိုယ်ရဲ့အပြစ်တွေမြင်လာတယ်ထပ်ပြီးဒီထပ်ပြီးရုံဏတရားရဲ့ဖောက်ပြန်ပြောင်းလဲတဲ့အမုံမွားလေးဖြစ်ပျက်တဲ့ဘောတွေမြင်လာရင်ခန္ဓာကိုယ်မစွဲတော့ဘူးခန္ဓာကိုယ်မချစ်တော့ဘူးဆိုရင်ဒီခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ဒုက္ခတက်တာသွားတယ်ပေါ့နော်အဲ့ဒီတိုင်းပဲကိုယ်ကတန်ဝန်းစီတွေနဲဖို့အတွက်တက်ရှိတက်မဲ့တွေရဲ့အပြစ်တွေကိုမြင်အောင်ကြည့်ဒီလိုနှလုံးသွင်းမယ်ဆိုရင်ဒါအပြစ်ကိုမြင်သွားပြီအပြစ်မမြင်ခင်ကတော့အနှစ်ထင်နေတာအပြစ်မြင်တော့အနှစ်မရှိဘူးအကာပါပဲဆိုတာနားလည်သွားရင်တော့တန်ဝန်းစီနဲသွားမှာပဲထပ်ပြောရင်တော့သစ္စာ၄ပါးမှာဒုက္ခသစ္စာကိုပိုင်းခြားသိရမယ်ဒီဒုက္ခဘာကြောင့်ဖြစ်တာလဲနံပါတ်1နံပါတ်1ကဒုက္ခကိုပိုင်းခြားသိရမယ်ဒုက္ခသစ္စာဒုက္ခဆင်းရဲခြင်းသစ္စာအမှန်တရားယုံနာရဲ့ဒုက္ခတွေအသေးစိတ်သိရဒီဒုက္ခတွေဘာကြောင့်ဖြစ်တာလဲဆိုတော့သမုဒိယသစ္စာတွေ့တာမှုတွေကြောင့်ဒုက္ခဖြစ်တယ်ဒီတွေ့တာမှုဒုက္ခတော့သူဖြစ်တာမဟုတ်ဒီတွေ့တာမှုတွေကြောင့်ဒုက္ခဖြစ်တာဒီဒုက္ခမဖြစ်ခြင်းမတွေ့တာနဲ့ပေါ့အဲ့ဒီအတွက်လောကမှာအချစ်ဆုံးဆိုတာမိမိကိုယ်ကိုပဲတဲ့ဒီမိမိကိုယ်ကိုပါမချစ်တော့ဘူးမိမိကိုယ်ကိုပါတရားသဘောနဲ့နိဗ္ဗာန်ဉာဏ်နဲ့ညီငွေယုံမုန်းလာပြီဆိုရင်ပြီးသွားပြီပဲဒုက္ခတော်တက်တာသွားပြီနော်အချစ်ဆုံးဖြစ်တဲ့ကိုယ်ကိုတော့မချစ်တော့ဘူးဆိုရင်ဒုက္ခအများကြီးတက်တာသွားပြီဘယ်သူမှမချစ်အောင်ဘယ်သူမှမမုန်းအောင်မေတ္တာနဲ့နေနိုင်အောင်ကြိုးစား
ဘောအေဂျင့်ဆိုတာနေခြင်းတော့ဘယ်သူမှမချစ်နဲ့ဘယ်သူမှမမုန်းနဲ့ဘယ်သူမှရန်ညိုးမဖွဲ့နဲ့နော်အားလုံးသိအားလုံးနားလည်ပြီးအားလုံးခွင့်လွှတ်သွားလိမ့်မယ်အားလုံးသိတဲ့သိအောင်စူးစမ်းပြီးတော့ကိလေသာကိုပဲအပြစ်မြင်ပုဂ္ဂိုလ်တ attva တွေအပြစ်မမြင်နဲ့ပုဂ္ဂိုလ်တ attva တွေရန်ညိုးတော့မဖွဲ့နဲ့တကယ်တရားခံကနောက်ကိုရခိုင်းနေတယ်ကိလေသာကြိုးကင်နေတာဒီကိလေသာရဲ့ပြစ်ကိုပဲမြင်အောင်ကြည့်ပါဘောကိုအေဂျင့်ဆိုတာနေခြင်းရင်အားလုံးပေါ်မှာမေတ္တာထားပါကိုကိုလည်းမချစ်နဲ့ဘု து မှမချစ်မိအောင်နေပါဘု து မှလည်းမမုန်းမိအောင်နေပါဒါဥပိ္ပခာနဲ့နေနာအောင်လည်းကြိုးစားပါတရားများများနှလုံးသွင်းပါလို့ဘုန်းကြီးကဖြေကြားပေးပါတယ်ဒါလူတို့ရှင်းဖြေကြားပေးတဲ့အဖြေဖြစ်ပါတယ်